ကျမကြီးတကောင်တော်မှရစ်နေတာကိုတွေ့ရင်သူကလေးတွေအတွက်ရစ်နေခဲ့တာကိုမြင်ရရင်ငါတို့အမေရဲ့ရုန်းကန်မှုတွေငါတို့အမေရဲ့လှုပ်ရှားမှုတွေအလုံးဟာသူ့အတွက်လားသားသမီးတွေအတွက်လားနော်ဖဏပအမိတို့တေချာအိုအမေရွာစင်တွေကိုကြော်ဖြာခေါင်းရွယ်ပြထိုးမယမနာသွားမှတကြတပြားစားရတဲ့အမေအကျွေးကျွေးလှတဲ့ဈေးသည်မအမေဟာလေအမေနော်ဆင်းရဲတယ်ဆိုပြီးတော့အမေမခေါ်ခြင်းသူတွေအမေကနေကြတဲ့ဘဝမို့အမေမတော်ခြင်းတဲ့သူတွေနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းတို့ငါတို့ရဲ့အမေဟာငါတို့ဘုံမှာဘယ်လိုမေတ္တာတွေနဲ့ချက်ခဲ့သူဘယ်လိုမေတ္တာတရားတွေနဲ့ချက်နိုင်ခဲ့သူဆိုတာအမေမတပါအခြားရှိမလားရှိပါဗျာမရှိဘူးတခါကြီးတို့ကထင်တယ်နော်ဒါကြောင့်မိဘပေါ်မှာချက်တယ်လို့တဲ့မိဘတွေကိုချက်တယ်လို့ဘယ်သူ့ကိုမှပုံအောပြီးတော့မချက်လိုက်ပါနဲ့တစ်ချက်ပြောတယ်နောက်တစ်ချက်ကနော်ဘယ်သူတွေကဘလောက်ချက်တယ်လို့ပဲပြောနေကို့အမိကို့အဖေလောက်မချက်ဘူးဆိုတာယုံလိုက်ပါနော်တခါကြီးတို့ကိုကောင်းလေးတွေကိုကောင်းပါလေးတွေကောင်းလေးတွေအမျိုးမျိုးပြောမယ်ဘယ်လိုချက်တယ်ဘယ်လောက်ချက်တယ်အသက်တမျှချစ်ရပါတယ်လို့ပြောပါလိမ့်မယ်မိတ်ဆွေတွေကလည်းပဲပြောပါလိမ့်မယ်ချစ်ပါတယ်လို့ပြောပါလိမ့်မယ်ဘယ်သူတွေဘလောက်ချက်တယ်လို့ပြောနေပါတော့လည်းပဲအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါတခါကြီးတို့ယုံတယ်မဟုတ်လားပရိသတ်ကြီးယုံကြည်တယ်မဟုတ်လားအမေမေတ္တာတရားဟာအဲ့ဒါလောက်ကိုခိုင်မာပါတယ်အဲ့ဒါလိုမြင့်မြတ်လွန်ပါတယ်ဒါကြောင့်အကျွေးကျွေးလာတဲ့ဈေးသည်မအမေဟာလေအမေသမီးသားတွေကြီးထွားစေရော့လို့စီးပွားအထွေထွေသမီးသားတွေကြီးထွားစေရော့လို့စီးပွားအထွေထွေစိန်ရွှေပတ္တမြအိမ်မြေကားနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်နဲ့တွေ့အတေလေခင်အိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတဖဲစီဝေထမီးကိုအတူတော့ဘိုင်းမောက်တော့အတူတူချင်းတောင်မရှိခြုံဆောင်မရှိခင်းအိမ်စရာဖျားမရှိလို့ချင်းကိုသွေးလူအတူတူကြဘိုးသွေးလူအတူတူအပူကိုမျှဝေဒုက္ခကိုပုံမူလေးနဲ့စေပညာအမွေရွှေအိုရိုးသားမှုဂုံတိတ်ခါမေတ္တာအကျဉ်းနာမှာတပါအခြားပေးစရာအထွေထွေမွဲတော်လဲအမေဟာအမေပဲလေဩသားရဲ့အမေဟာလေကားမပေးနိုင်ဘူးနော်သားလိုချင်တဲ့မော်တော်ဆိုင်ကယ်လည်းဝယ်မပေးနိုင်ခဲ့တာပါသားရဲ့အမေဘွားကိုနားလည်ပေးပါနော်သမီးလိုချင်တာကိုလေအမေမပေးလို့ခဲ့တာမဟုတ်ဘူးမပေးနိုင်ခဲ့တာပါမပေးလို့တာလားမပေးနိုင်ခဲ့တာလားပေးနိုင်ခဲ့တာပါဗျာစိန်ရွှေဗတ္တမြအိမ်မြေကနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်အခုခေတ်ကမိဘကိုပင်ဥစ္စာမြင်မှခင်မင်မြတ်လေးသားတို့မွေပေးနိုင်ကျွေးနိုင်ရဲ့တိတ်ချက်တဲ့အမေမပေးနိုင်တဲ့အမေကြတော့အလကားအမေလကားအဖေဒီလိုတွေထင်ပြီးတော့လေဆက်ဆံနာမှာပြောမနေတဲ့အိမ်ပေါ်ဒီအစိခံနေလို့ပဲကြီးကြုံနေလို့ပဲတချို့အမေထမင်းချက်ထားလိုက်အမေပစိုးရွှန်ထားလိုက်နော်အဲ့ဒါလိုတွေကြီးကြုံလို့အိမ်ပေါ်လို့ဆက်ဆံကြတာတွေကမရှိဘူးလားဩစိန်ရွှေဗတ္တမြအိမ်မြေကားနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်နဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အခုလိုမိုးမလုံလေမလုံရဲ့အမေကမိုးတန်လေတန်ကိုအပြင်ကကာကွယ်ပြီးတော့သားကိုအတွင်းဘက်မှာထားခဲ့တယ်လေရိုင်နဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတဖဲစီဝေဩကျမကြီးတကောင်တော်မှရစ်နေတာကိုတွေ့ရင်သူကလေးတွေအတွက်ရစ်နေခဲ့တာကိုမြင်ရရင်ငါတို့အမေရဲ့ရုန်းကန်မှုတွေငါတို့အမေရဲ့လှုပ်ရှားမှုတွေအလုံးဟာသူ့အတွက်လားသားသမီးတွေအတွက်လားနော်ဖဏပအမိတို့တေချာအိုအမေရွာစင်တွေကိုကြော်ဖြာခေါင်းရွယ်ပြထိုးမယမနာသွားမှတကြတပြားစားရတဲ့အမေအကျွေးကျွေးလှတဲ့ဈေးသည်မအမေဟာလေအမေနော်ဆင်းရဲတယ်ဆိုပြီးတော့အမေမခေါ်ခြင်းသူတွေအမေကနေကြတဲ့ဘဝမို့အမေမတော်ခြင်းတဲ့သူတွေနော်
အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းတို့ငါတို့ရဲ့အမိဟာငါတို့ဘုံမှာဘယ်လိုမေတ္တာတွေနဲ့ချက်ခဲ့သူဘယ်လိုမေတ္တာတရားတွေနဲ့ချက်နိုင်ခဲ့သူဆိုတာအမိမတပါအခြားရှိမလားမရှိဘူးတခါကြီးတို့ကထင်တယ်နော်ဒါကြောင့်မိဘပေါ်မှာချက်တယ်လို့တဲ့မိဘတွေကိုချက်တယ်လို့ဘယ်သူ့ကိုမှပုံအောပြီးတော့မချက်လိုက်ပါနဲ့တစ်ချက်ပြောတယ်နောက်တစ်ချက်ကနော်ဘယ်သူတွေကဘလောက်ချက်တယ်လို့ပဲပြောနေကို့မိကို့အဖေလောက်မချက်ဘူးဆိုတာယုံလိုက်ပါနော်တခါကြီးတို့ကိုကောင်းလေးတွေကိုကောင်းမလေးတွေကောင်းလေးတွေအမျိုးမျိုးပြောမယ်ဘယ်လိုချက်တယ်ဘယ်လောက်ချက်တယ်အသက်တမျှချစ်ရပါတယ်လို့ပြောပါလိမ့်မယ်မိတ်ဆွေတွေကလည်းပဲပြောပါလိမ့်မယ်ချစ်ပါတယ်လို့ပြောပါလိမ့်မယ်ဘယ်သူတွေဘလောက်ချက်တယ်လို့ပြောနေပါတော့လည်းပဲအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါတခါကြီးတို့ယုံတယ်မဟုတ်လားပြိဿကြီးယုံကြည်တယ်မဟုတ်လားအမေမေတ္တာတရားဟာအဲ့ဒါလောက်ကိုခိုင်မာပါတယ်အဲ့ဒါလိုမြင့်မြတ်လွန်ပါတယ်ဒါကြောင့်အကျွေလာတဲ့ဇေသေးမအမေဟာလည်းအမေသမီးသားတွေကြီးထွားစေရောလို့စီးပွားအထွေထွေသမီးသားတွေကြီးထွားစေရောလို့စီးပွားအထွေထွေစိန်ရွှေပတ္တမြအိမ်မြေကနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်နဲ့တွေ့အတွေ့လေခင်အိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတစ်ဖဲစီဝေထမီးကိုအတူတော့ဘိုင်းမောက်တော့အတူတူချင်းအောင်မရှိခြုံဆောင်မရှိခင်အိမ်စရာဖျားမရှိလို့ချင်းကိုသွေးလူအတူတူကြဘိုးသွေးလူအတူတူအပူကိုမျှဝေဒုက္ခကိုပုံမူလေးနဲ့စေပညာအမွေရွှေအိုရိုးသားမှုဂုံတိတ်ခါမေတ္တာအကျဉ်းနာမတပါအခြားပေးစရာအထွေထွေမွဲတော်လဲအမေဟာအမေပဲလေဩသားရဲ့အမေဟာလေကားမပေးနိုင်ဘူးနော်သားလိုချင်တဲ့မော်တော်ဆိုင်ကယ်လည်းဝယ်မပေးနိုင်ခဲ့တာပါသားရဲ့အမေဘွားကိုနားလည်ပေးပါနော်သမီးလိုချင်တာကိုလေအမေမပေးလို့ခဲ့တာမဟုတ်ဘူးမပေးနိုင်ခဲ့တာပါမပေးလို့တာလားမပေးနိုင်ခဲ့တာလားပေးနိုင်ခဲ့တာပါဗျာစိန်ရွှေဗတ္တမြအိမ်မြေကနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်အခုခေတ်ကမိဘကိုပင်ဥစ္စာမြင်မှခင်မင်မြတ်လေးသားတို့မွေပေးနိုင်ကျွေးနိုင်ရဲ့တိတ်ချက်တဲ့အမေမပေးနိုင်တဲ့အမေကြတော့အလကားအမေလကားအဖေဒီလိုတွေထင်ပြီးတော့လေဆက်ဆံနာမှာပြောမနေနဲ့အိမ်ပေါ်ဒီအစိခံနေလို့ပဲကြီးကြုံနေလို့ပဲတချို့အမေထမင်းချက်ထားလိုက်အမေပစိုးရွှန်ထားလိုက်နော်အဲ့ဒါလိုတွေကြီးကြုံလို့အိမ်ပေါ်လို့ဆက်ဆံကြတာတွေကမရှိဘူးလားဩစိန်ရွှေဗတ္တမြအိမ်မြေကားနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်တဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အခုလိုမိုးမလုံလေမလုံရဲ့အမေကမိုးတန်လေတန်ကိုအပြင်ကကာကွယ်ပြီးတော့သားကိုအတွင်းဘက်မှာထားခဲ့တယ်လေရိုင်တဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတစ်ဖဲစီဝေဩကျမကြီးတကောင်တော်မှရစ်နေတာကိုတွေ့ရင်သူကလေးတွေအတွေ့ရစ်နေခဲ့တာကိုမြင်ရရင်ငါတို့အမေရဲ့ရုန်းကန်မှုတွေငါတို့အမေရဲ့လှုပ်ရှားမှုတွေအလုံးဟာသူ့အတွက်လားသားသမီးတွေအတွက်လားနော်ဖဏပအမိတို့တေချာအိုအမေရွာစဉ်တွေကိုကြော်ဖြတ်ခေါင်းရွယ်ပြတ်ထိုးမယမနာသွားမှတကြတပြားစားရတဲ့အမေအကျွေးကျွေလှတဲ့ဇေသေးမအမေဟာလေအမေနော်စင်ရဲတယ်ဆိုပြီးတော့အမေမခေါ်ခြင်းသူတွေအမေကနေကြတဲ့ဘဝမို့အမေမတော်ခြင်းတဲ့သူတွေနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းတို့ငါတို့ရဲ့အမေဟာငါတို့ဘုံမှာဘယ်လိုမေတ္တာတွေနဲ့ချက်ခဲ့သူဘယ်လိုမေတ္တာတရားတွေနဲ့ချက်နိုင်ခဲ့သူဆိုတာအမေမတပါအခြားရှိမလားမရှိဘူးတခါကြီးတို့ကထင်တယ်နော်ဒါကြောင့်မိဘပေါ်မှာချက်တယ်လို့တဲ့မိဘတွေကိုချက်တယ်လို့ဘယ်သူ့ကိုမှပုံအောပြီးတော့မချက်လိုက်ပါနဲ့တစ်ချက်ပြောတယ်နောက်တစ်ချက်ကနော်ဘယ်သူတွေကဘလောက်ချက်တယ်လို့ပဲပြောနေကို့အမိကို့အဖေလောက်မချက်ဘူးဆိုတာယုံလိုက်ပါနော်တခါကြီးတို့ကိုကောင်းလေးတွေကိုကောင်းမလေးတွေကောင်းလေးတွေအမျိုးမျိုးပြောမယ်ဘယ်လိုချက်တယ်ဘယ်လောက်ချက်တယ်အသက်တမျှချစ်ရပါတယ်လို့ပြောပါလိမ့်မယ်
မိတ်ဆွေတွေကလည်းပဲပြောပါလိမ့်မယ်ချစ်ပါတယ်လို့ပြောပါလိမ့်မယ်ဘယ်သူတွေဘလောက်ချစ်တယ်လို့ပြောနေပါတော့လည်းပဲအမေလောက်မချစ်ဘူးဆိုတာယုံလိုက်ပါအမေလောက်မချစ်ဘူးဆိုတာယုံလိုက်ပါတခါကြီးတို့ယုံတယ်မဟုတ်လားပြိဿကြီးယုံကြည်တယ်မဟုတ်လား